ဓိကကြုံတွေ့လေရှိတဲ့အချက်တွေကိုပြောပြပေးပါမယ်ဟုတ်ပြီနံပါတ်1ဆူညံကန်ထွက်ပေါ်မှုနယ်ဘက်ကလူအချို့ဟာမြို့ပြရဲ့ဆူညံမှုပမာဏကိုတတိမထမီပဲကြဲလောင်းစွာစကားပြောတာတချင်းဖွင့်တာမျိုးတွေရှိနိုင်ပါတယ်ဟုတ်ပြီနောက်တစ်ခုအမိုက်စနစ်တကျဆွတ်ပြမှုအနေချင်းမြို့ပြရဲ့အမိုက်ဆွတ်ဖြစ်စနစ်ကိုကောင်းစွာမတည်တာကြောင့်အမိုက်တွေကိုစေကမဲ့စွာဆွတ်ပြမိတာမျိုးတွေရှိနိုင်ပြီးပတ်ဝန်းကျင်ညစ်ညမ်းမှုကိုဖြစ်စေပါတယ်ဟုတ်ပြီနောက်တစ်ခုလူမှုဆက်ဆံရေးနေစနစ်မြို့ပြနဲ့နယ်ဘက်ကလူမှုဆက်ဆံရေးပုံစံတွေမတူညီတာကြောင့်တချို့ကိစ္စရပ်တွေမှာနားလည်မှုလွယ်တာဆက်ဆံရေးမှာအခက်အခဲဖြစ်တာမျိုးတွေရှိနိုင်ပါတယ်ဟုတ်ပြီနောက်တစ်ခုအများသုံးနေရာများသုံးဆွဲမှုအများသုံးနေရာတွေမှာကိုယ်ပိုင်နေရာကိုလိုတာထပ်ကျော်လွန်ပြီးသုံးဆွဲမိတာမျိုးတန်းစီဆောင်ဆိုင်ရရဲ့ရည်ကျဲမှုကိုမတိပဲကြော်တတ်တာမျိုးတွေရှိနိုင်ပါတယ်ဟုတ်ပြီနောက်တစ်ခုဒေသတလေထုံတန်းစစ်လာနယ်ဘက်နဲ့မြို့ပြရဲ့ထုံတန်းတွေမတူညီတာကြောင့်တချို့အပြုမိုးတွေကမြို့ပေါ်သူမြို့ပေါ်သားတွေအတွက်ထူးဆန်းတာအနောက်ဆက်ဖြစ်စေတာမျိုးတွေရှိနိုင်တာတဲ့နောက်တစ်ခုတိရိုက်ဆန်မွေးမြူချက်တခုနယ်ဘက်ကလူတွေဟာမြို့ပြမှာတိရိုက်ဆန်တွေကိုမစင်မချမ်းမွေးမြူတာမျိုးရှိနိုင်ပြီးအနက်အထက်စူညံသားနဲ့ထပ်ရှင်ရေးဖြတ်တနာတွေကိုဖြစ်စေနိုင်ပါတယ်နောက်တစ်ခုကိုရေးသားနေရတချို့နယ်ဘက်ကလူတွေဟာမြို့ပြကကိုရေးကိုသားနေရကိုပုံမတန်ဖိုးထားရဲ့ယဉ်ကျေးမှုကိုမတည်ပဲအလွဲတကူကျူးကျော်မိတာမျိုးတွေရှိနိုင်ပါတယ်နောက်တစ်ခုစီကမ်းမဲ့စွာကြောက်ဖြတ်မောင်းနှင်ခြင်းရင်းစီကမ်းလမ်းစီကမ်းတွေကိုကောင်းစွာမတည်တာကြောင့်မြို့ပြလမ်းမတွေပေါ်မှာစီကမ်းမဲ့စွာမောင်းနှင်တာလမ်းပြတ်ကိုတာမျိုးတွေရှိနိုင်ပြီးရဲမတော်ဆမှုတွေကိုထည့်စိမ့်နိုင်ပါတယ်နောက်တစ်ခုကျေးလက်ဒေတာဒလေးနဲ့ယုံကြည်မှုနယ်ဘက်ရဲ့ရိုးရရဒလေးနဲ့ယုံကြည်မှုတွေဟာမြို့ပြနဲ့ကွဲပြားနိုင်ပြီးအချုပ်ကိစ္စရပ်တွေမှာပတ်ဝန်းကျင်အပေါ်တွယ်ဝိုက်တဲ့အနောက်ဆက်တွေထည့်စိမ့်နိုင်ပါတယ်လူတွေရဲ့ privacy တွေကိုလည်းရှိုးဖောက်တရားတွေလည်းတွေ့ရတယ်ဟုတ်ပါတယ်အရေးကြီးတဲ့အချက်တစ်ချက်ပါပဲကိုရေးကိုတာလွတ်လပ်ခွင့်ကိုလေးစားမှုအားနည်းခြင်းနယ်ဘက်တလိအရာယင်းနေမှုကဲကြီးမြို့ပြကကိုရေးကိုတာနေရနဲ့လွတ်လပ်ခွင့်ကိုလေးစားမှုအားနည်းတာမျိုးတွေရှိနိုင်ပြီးပတ်ဝန်းကျင်ကလူတွေကိုအနောက်ဆက်ဖြစ်စေနိုင်ပါတယ်ကျမ်းမာရေးဘူးတူတာလည်းတော်တော်အားနေကြတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးဘယ်လို awareness ကိစ္စရပ်တွေကိုဆက်ပြောစေချင်ပါတယ်လဲဆက်ပြောပြပါမယ်များနောက်တစ်ခုကျမ်းမာရေးအသိပညာနယ်ဘက်ကလူတွေဟာကျမ်းမာရေးအသိပညာအားနည်းတာကြောင့်ယောဂကာကွယ်ရေးနဲ့ကုသရေးမှာမာယွန်းတဲ့အယူအဆတွေနေလန်းတွေထုံးမိတာမျိုးတွေရှိနိုင်ပါတယ်နံပါတ်7ကိုတော့မြို့ပေါ်ကလူတွေအတွက်စိတ်အနှောက်အယှက်ဖြစ်စေမှုကိုဦးစားပေးပြောစီခြင်းတယ်စိတ်အနှောက်အယှက်ဖြစ်စေမှုများနယ်ဘက်ကလူအချို့ရဲ့ရွတ်တရားပြောဆိုမှုတွေပြုမှုပုံတွေဟာမြို့ပေါ်ကလူတွေအတွက်စိတ်အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်ဥပမာအားဖြင့်ကိုရေးကိုတာကိစ္စတွေကိုတာရိုက်မိန်မြန်းတာမျိုးတွေထင်နိုင်ပါတယ်
နံပါတ်73ကိုလည်းစိတ်နှောက်ယှက်ဖြစ်စေတာနဲ့ပဲပြောပြပါ 73ရင်ကျေးကွဲပြားမှုကြောင့်စိတ်အနှောက်အယှက်ဖြစ်ခြင်းနေဘတ်နဲ့မျိုးပြရဲ့ရင်ကျေးမှုတလေးထုံတန်းတွေမတူညီတာကတစ်ဖက်ရဲ့အပြုအမူကိုမနာလိုက်တာလက်မခံနိုင်တာတွေကြောင့်စိတ်အနှောက်အယှက်ထိကြတာမျိုးတွေရှိနိုင်ပါလေ တရှင်းအကျယ်ကြီးဖွင့်ခြင်းနဲ့စကားအကျယ်ကြီးပြောခြင်းနဲ့တစ်ဖက်လူတွေရဲ့ပြုလုပ်မှုတွေကိုနားမလည်ပဲငရုတ်သီးတွေကိုအကျယ်ကြီးထောင်းခြင်းအကျော်အလော်တွေကိုအနက်အသက်တွေကိုများများထုတ်လွှတ်ခြင်း ကောင်းပါပြီဒီအချက်တွေကိုလည်းထပ်ထွန်းပြောပြတာမယ်စူညံမှုနဲ့အနံ့အထက်သချင်းတန်ကျဲကျဲဖွင့်တာစကားတန်ကျဲလောင်းစွာပြောတာတွေဟာမဝင်းကျင်ကိုစူညံမှုဖြစ်စေနိုင်တယ်လို့ငရုတ်တီချောင်းတာအကျော်လော်နန်အတွေကလည်းဘေးနာကလူတွေရဲ့နေထိုင်မှုကိုထိခိုက်စေနိုင်ပါတယ်ဗျ နောက်တစ်ခုဆက်ပြော စံကအများသုံးပစ္စည်းထိမ့်သိမ့်မှုနယ်ဘက်ကလူအချို့ဟာအများသုံးပစ္စည်းတွေရဲ့တန်ဖိုးနဲ့ထိမ့်သိမ့်ဆောင်ရှောက်မှုကိုတတိမထားမိပဲပေါ်ဆာစွာသုံးဆွဲတာမျိုးတွေရှိနိုင်ပြီးတခြားသူတွေကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်ဗျာ